ကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ရာဇိုလပြည့်ကျော်6ရက်2023ခုနှစ်ဇန်နဝါရီလ17ရက်ဗုဒ္ဓဟူးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဒဝေခိုင်ဤမွေးနေ့တရားလူဦးအောင်ဒေါ်လှလှဝေဂရိတ်စိန်မိသားစုမြိတ်မြို့နေဦးကျောက်စိန်ဒေါ်အင်ဘိုဟိုတယ်ဂရင်းဂျိတ်မိသားစုမန္တလေးမြို့နေဦးအမောင်ဒေါ်ချယ်ရီသမီးမယီတပ်ပိုင်မြေမရှင်တလှမင်းမောင်ခန့်မင်းကြီးအလှကုံရောင်းဝယ်ရေးမိသားစုဦးအောင်တင်ဒေါ်တင်ဝင်းညီမဒေါ်ခင်ဝင်းသမီးမတ်တင်မာဝင်းမြေမောင်ဖုံးတော်စင်မိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလို့အပ်သောအွန်လိုင်းဓမ္မတွေနဲ့စတင်ရေးကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားရွေတော်ခြေတော်သို့ဥခိုက်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား1384ခုနှစ်ပြသုလဝိကျော်6ရက်2023ခုနှစ်ဇန်နဝါရီလ17ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအပြည့်တန်7ပါးအကြောင်းတရားဒေသနာတော်တန်7ပါးဆိုတာသင်ရောက်တတ်တဲ့မကောင်းတာလုပ်လို့ရှိရင်အပြစ်ဒဏ်နေတန်7ပါးကြောက်ရောက်တတ်တယ်ဆိုတဲ့စကားရှိတယ်ပေါ့နော်အဲ့ဒီမှာတန်7ပါးနဲ့ပတ်သက်ပြီးတော့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒါနဲ့ဆက်ပြီးတော့ရှေးဥစွာပြောရမှာဆိုလို့ရှိရင်သူကအပြစ်ဒဏ်မပေးထိုက်တဲ့ပုဂ္ဂိုလ်ကိုအပြစ်ဒဏ်ပေးမယ်မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမယ်ဆိုရင်နဲ့ဖေးဆိုရန်ဆိုတန်10မျိုးဟာသူ့ရဲ့ဘဝမှာကြာရောက်လာတတ်တယ်ပေါ့ဖြစ်ပေါ်လာတတ်တယ်ဆိုတော့အဲ့ဒီမှာအပြစ်ဒဏ်မထားလိုက်တဲ့ပုဂ္ဂိုလ်ထားတာလည်းပဲမှားယွင်းမှုတစ်ခုပေါ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားတာလည်းမှားယွင်းမှုတစ်ခုအဲ့ဒါအတော့တတိထားရမယ့်ကိစ္စတစ်ခုကိုကအပြစ်လို့ထင်မိမှန်းလို့အပြစ်မဟုတ်တာတွေရှိတတ်တယ်ပေါ့နော်အဲ့တော့မျိုးတတိထားတဲ့နေပေါ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်တော့ပြစ်မှားတယ်အပြစ်ဒဏ်မပေးတဲ့ပုဂ္ဂိုလ်အပြစ်ဒဏ်သွားပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကံဆိုးမှုမောင်ကြပြီးတော့ကိုယ့်ရဲ့လောက်ရကသူ့ကိုပြန်ပြီးတော့ဒဏ်ခတ်တတ်တယ်ဒါကြောင့်မို့ဒဏ်10ပါးလို့ခေါ်တာပေါ့နော်ဒဏ်10ပါးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မသားစရာလေးတွေရှိတယ်လောကမှာချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့လိုချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတာရဲ့ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ကိုကဲ့ရဲ့တာရဲ့အမှန်ကန်ဆိုလို့ရှိရင်သူအပြစ်မဟုတ်အမှန်ကန်ပြောတာဆိုရင်တော့အပြစ်မဟုတ်ပြောတဲ့လို့ပြောတာဆိုရင်အပြစ်မဟုတ်ဘူးသို့တော့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားချီးမွမ်းရင်အပြစ်ဖြစ်တယ်သူကလည်းကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားကဲ့ရဲ့ရင်လည်းအပြစ်ဖြစ်တယ်အမှန်မသိလို့ရှိရင်လွဲမှားမှုတွေဖြစ်နိုင်တာပေါ့ဒါသတိထားရမယ်ဟာပေါ့နော်အဲ့တော့ချီးမွမ်းတာတိုင်းကောင်းသလားလို့ဆိုမကောင်းဘူး
ကဲ့ရဲ့တိုင်းကောင်းလားဆိုမကောင်းဘူးလို့ပြောကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားကဲ့ရဲ့ရင်လေကိုမှအပြစ်ဖြစ်တယ်ချီးမွမ်းတိုင်းကောင်းသလားလို့ဆိုချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ချီးမွမ်းရင်လည်းအပြစ်ဖြစ်ပြန်တာပဲတမန်အပြစ်ကြည့်ပဲဆိုရင်တော့လူတွေကချီးမွမ်းတာအပြစ်မဖြစ်ဘူးလို့ထင်အောင်ထင်လိုက်မဟုတ်ဘူးမချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းရင်လည်းအပြစ်ပဲသူနဲ့သူအဝင်ခွင့်ချဖြစ်ဖို့ဆိုတာဓမ္မခဲနေဒါကြောင့်မို့ကိုယ့်ရဲ့အထင်အမြင်နဲ့ကိုယ့်ရဲ့အထင်အမြင်နဲ့တကယ်ဖြစ်ပေါ်နေတာချင်းတလွဲစီဖြစ်တတ်တယ်မချီးမွမ်းတိုက်ဖဲသွားချီးမွမ်းရင်လည်းပြစ်ဖြစ်တယ်မကဲ့ရဲ့တိုက်ဖဲသွားကဲ့ရဲ့လည်းပြစ်ရှိတယ်လို့သို့တော်ဒါဖြင့်ချီးလည်းမချီးမွမ်းဘူးကဲ့လည်းမကဲ့ရဲ့ဘူးဆိုတာကြတော့ကောင်းသလားလို့ဆိုတဲ့အခါကျတော့အဲ့ဒါလည်းကောင်းတယ်လို့မပြောဘူးပုဂ္ဂိုလ်၄မျိုးခွဲပြီးတော့ကြည့်အောင်ပောတတိယသုတ်ဆိုတာရှိတယ်ပောတလိယဆိုတာပရပိုက်တူရဲ့နာမည်ပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်သားနာယူကြည့်တယ်ပေါ့ပုဂ္ဂိုလ်၄မျိုးနဲ့ပတ်သက်ပြီးပြောထားတာအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားနဲ့အဲ့ဒီပရပိုက်နှစ်ဦးဆုံတွေ့တဲ့အခါမှာဒီအကြောင်းကိုပြောကြတယ်ပုဂ္ဂိုလ်တယောက်ဟာတဲ့ကဲ့တိုက်တဲ့ပုဂ္ဂိုလ်တော့ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကိုတော့ကဲ့ရဲ့ပြီးတော့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တော့မချီးမွမ်းဘူးဆိုတာကတယောက်နော်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကြတော့ကဲ့ရတယ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကြတော့မချီးမွမ်းဘူးဒီပုဂ္ဂိုလ်တယောက်နော်နောက်ဒုတိယပုဂ္ဂိုလ်ကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တော့ချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကြမကဲ့ရပြန်ဘူးနောက်တတိယပုဂ္ဂိုလ်ကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဘူးဒါတယောက်နောက်တယောက်ကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကဲ့ရတယ်ပုဂ္ဂိုလ်၄ယောက်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ထဲမှာဘယ်ပုဂ္ဂိုလ်ကိုသဘောကျသလဲဘယ်ပုဂ္ဂိုလ်သဘောကျသလဲပြန်ပြောကြည့်မယ်နော်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်တော့ကဲ့ရတယ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်မချီးမွမ်းဘူးဒါနံပါတ်1ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တော့ချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကြတော့မကဲ့ပြန်ဘူးနံပါတ်2ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဘူးသူနေတယ်အဲ့ဒီနံပါတ်3နံပါတ်4ကျတော့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းကဲ့ရတယ်အဲ့ဒီလူ၄မျိုးပုဂ္ဂိုလ်၄မျိုးဟာဘယ်ပုဂ္ဂိုလ်ရွေးမလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဘယ်ဟာကောင်းလဲကိုယ်ကြိုက်ကိုရွေးချယ်အဲ့ဒီမှာပောတလိယပရပိုက်ကတော့သူကပြောတော့ဘုရားကိုရှောက်ရသော်ဘုရားမေးတယ်မေးဘယ်ပုဂ္ဂိုလ်ကြိုက်တုံးဆိုတော့သူကပြောတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဲ့ဘူးချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းသူမချီးမွမ်းဘူးကိုယ့်ကိုအေးအေးဆေးဆေးလစ်လျူရှုနေတာကောင်းတယ်ဘယ်သူမှကြည့်မနေနဲ့မပြောနဲ့အဲ့ဒီပုဂ္ဂိုလ်ကောင်းတယ်လို့သူကဆုံးမနော်ကဲ့တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဲ့ဘူးချီးမွမ်းတဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးဥပိ္ပခရှုနေတာအဲ့ဒါအကောင်းဆုံးလို့သူကြိုက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဘာလို့လဲဆိုသူကြောင်းပြတာတော့ဗါလစ်လျူရှုတာကောင်းတယ်ပေါ့သူချီးမွမ်းတိုက်တာပဲဖြစ်ဖြစ်ကဲတိုက်တာပဲဖြစ်သွားလဲကဲလည်းမကဲရနဲ့ချီးမွမ်းလည်းမချီးမွမ်းနဲ့ကဲလည်းမကဲရနဲ့ချီးလည်းမချီးမွမ်းနဲ့အဲ့ဒါကောင်းတယ်ဥပိ္ပခရှုတာကောင်းတယ်အဲ့လိုဆိုတယ်အဲ့မြတ်စွာဘုရားကတော့အရှင်ဘုရားကတော့ဘယ်သူကြိုက်တုံးဆိုမြတ်စွာဘုရားကမရှိတယ်
ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကိုတင့်တော်တဲ့အချိန်ကာလချီးမွမ်းမှုအချိန်တိုင်းချီးမွမ်းတဲ့ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲအချိန်ခါလိုက်ပြီးတော့ကဲ့ရဲ့တိုက်တယ်အဲ့တော့မြတ်စွာဘုရားကတော့ကတော့တဲ့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်အချိန်အားလျော်စွာချီးမွမ်းရမယ်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းအချိန်ခါအားလျော်စွာကဲ့ရဲ့ရမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးငါကြိုက်တယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့အရာခတ်သိမ်းမှာအချိန်ကာလကိုနားလဲတာအခွင့်အခါကိုနားလဲတာကောင်းတယ်တဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးဖြတ်ချက်အဲ့တော့ပောတတိယပြပိုက်ကလည်းမြတ်စွာဘုရားရဲ့အဖြေကိုသူကလည်းသဘောကျပြီးတော့သူလည်းအဲ့ဒါကိုလက်ခံပါတယ်ရှောက်တယ်သပောတတိယသုတ်ဆိုတာလေးရှိတယ်နော်အဲ့ဒီဆွေးနွေးကန်လေးမှာဒါလေးလည်းမှတ်เสียပဲနောက်တစ်ခုသုတ်တန်တစ်ခုကတေးသေးချာချာမစစ်စစ်မစင်စားပဲနဲ့တေးသေးချာချာမစင်စားမစင်ញင်ပဲနဲ့ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်ကဲ့ရဲ့ထိုက်တဲ့ကဲ့ရဲ့တချို့ပုဂ္ဂိုလ်သွားကဲ့ရဲ့တယ်တေးသေးချာချာစစ်စစ်အသိဉာဏ်နဲ့မစစ်စစ်ပဲချီးမွမ်းတဲ့ပုဂ္ဂိုလ်သွားချီးမွမ်းတယ်အဲ့ဒါလည်းအဖြစ်ရှိတယ်မကောင်းဘူးပေါ့မကောင်းဘူးလို့ဆိုလို့ဘာပဲဖြစ်ဖြစ်အမှန်သိပြီးမှပြောဖို့အဓိပ္ပာယ်မြတ်စွာဘုရားရဲ့အဆုံးအမကြတော့ချီးမွမ်းတဲ့ပုဂ္ဂိုလ်အမှန်တိုင်းသူဟာတကယ်ချီးမွမ်းတိုက်တယ်ဆိုလို့ရှိရင်ချီးမွမ်းတဲ့အချိန်မှာချီးမွမ်းတာကောင်းတယ်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ဟာတကယ်ကဲ့ရဲ့တိုက်တယ်အမှန်ကန်ဆိုလို့ရှိရင်အချိန်ကအားလျော်စွာကဲ့ရဲ့တာကောင်းတယ်မြတ်စွာဘုရားအဲ့ဒါပဲလက်ခံလိတိရှုရလက်မခံဘူးဗျာအဲ့ဒီသုတ်တန်လေးတွေရှိအဲ့ဒီမှာမြတ်စွာဘုရားအသိဉာဏ်မရှိဘဲနဲ့သေးသေးချာချာမစင်စားပဲနဲ့ချီးမွမ်းတဲ့ပုဂ္ဂိုလ်သွားပြီးတော့ကဲ့ရဲ့လို့ရှိရင်လည်းအပင်ငရဲကြတတ်တယ်အပြစ်ဖြစ်တတ်တယ်နော်ချီးမွမ်းတဲ့ပုဂ္ဂိုလ်ကိုသေးသေးချာချာမချီးမွမ်းတဲ့ပုဂ္ဂိုလ်သွားချီးမွမ်းရင်လည်းအပြစ်ဖြစ်တယ်နော်ဆိုလိုတာကဲ့တဲ့ပုဂ္ဂိုလ်ကိုသွားချီးမွမ်းရင်လည်းအပြစ်ဖြစ်တယ်ချီးမွမ်းတဲ့ပုဂ္ဂိုလ်သွားကဲ့ရဲ့ရင်လည်းအပြစ်ဖြစ်တယ်တို့ဆိုတော့လည်းပေါ့အဲ့တော့နဲ့ပတ်သက်ပြီးတော့အခုထမ်းဆဲပါဆိုတာလေးကိုမတနာယူကြည့်တဲ့နဲ့ပေါ့အဲ့ဒါတွေပါဝင်ပေါ့ကောကလိကဆိုတဲ့ယဟန်ဟာရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကိုတွားပြီးတော့လောဘချီတယ်ဆိုပြီးတော့သွားပြီးတော့ကဲ့ရဲ့တယ်မြတ်စွာဘုရားကတားတယ်မပြောနဲ့သူတို့ကဒီလိုမဟုတ်ဘူးအဲ့ဒီဇလန်းလေးကဒီလိုဖြစ်တာကောကလိကဝေလန်တိခေါင်တဲ့မြို့တစ်မြို့မှာသူကနေတာအဲ့ဒီမှာကျောင်းဖုံကြီးရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကြွသွားတဲ့အခါကျတော့မျက်နှာလှုပ်တာပေါ့သူကရက်ထဲသူတကာရကမားတွေသွားပြီးတော့ဆော်ဩတာမြတ်စွာဘုရားရဲ့ထိတ်တန်းတစ်ပည့်ကြီးတွေရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့လာနေတယ်မင်းတို့မလူကြဘူးလားတန်းကြဘူးလားဘာလို့ကြညာလို့ကြနဲ့သွားပြီးတော့သူကစိတ်ဆော်တိုက်တွန်းတယ်အဲ့ဒီလိုပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့တောင်းတာမျိုးတွန်းတာမျိုးကိုမြတ်စွာဘုရားမနှစ်သက်ဘူးသူတရာတရားနဲ့သူလှူတာသာလက်ခံကိုလုံးလပယောဂနဲ့ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးဟာလှူကြအောင်တန်းကြအောင်နဲ့ပြောတာလုံးဝမကြိုက်ဘူးမြတ်စွာဘုရားနော်ပစ္စည်းလေးပါးနဲ့ပတ်သက်ပြောရင်လို့ရှိရင်ပယုတ်တဝါစာလို့ခေါ်တယ်တောင်းတာကြတော့ဝိညာတိလို့ခေါ်တယ်အဲဒီဝိညာတိဆိုရင်လုံးဝလက်မခံတာမြတ်စွာဘုရား
ပစ္စည်းတွေနဲ့ပတ်သက်ပြီးတောင်းတာရမ်းတာလူခန္ဓာလုံးဝမကြိုက်တယ်ယဟန်နေကိုပြညတ်ထားတယ်အဲ့ဒီကောကလိကယဟန်ကသူတက္ကရာကမတွေသူတိတရှင်သာရိပုတ္တရာတို့ကြွလာတဲ့အခါမှာသူကသွားဆောဩတာနောက်တည့်ကျတော့တက္ကရာကမတွေကဆွန်နေဟင်းနေနဲ့လူရန်နေနဲ့လာရရှင်သာရိပုတ္တရာကသိလိုက်တယ်ဒါသူသွားပြီးတော့ဆောဩထားတယ်ဆိုသိတော့ရှင်သာရိပုတ္တရာနဲ့ယဟန်တွေကတက္ကရာကမတွေလာလှူတာမဆောင်တော့ဆွမ်းခံထွက်သွားကြတယ်နော်ဆွမ်းခံထွက်သွားပြီအဲ့တက္ကရာကမတွေရဲ့အလှူပစ္စည်းတွေကိုဘယ်လိုပြောတော့ဆိုကောကလိကတဲ့ဒါတွေကဝိနည်းတရားတော်နဲ့မဆက်ဘူးတဲ့မင်းလည်းမသုံးနိုင်ဘူးငါတို့လည်းမသုံးဘူးဆိုပြီးတော့အလှူမခံတော့ဆွမ်းခံထွက်သွားကြအဲ့ဒီမှာသူကဒေါသထွက်တယ်လူဆိုတာတော့အဲ့လိုပဲဖြစ်မှာပဲเนาะဒေါသဖြစ်တယ်ဒေါသဖြစ်ပေမဲ့လို့ထိတ်တန်းတပည့်ကြီးတွေဆိုတော့သူဘာမှမပြောရဲဘူးကြိတ်မိတ်နေလိုက်တယ်နောက်တစ်ချီရောက်တဲ့အခါကျတော့နောက်တစ်ခေါက်ခရီးမှကျတော့သူရဲ့လုံလပြောကမပါဘူးရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ကြွလာတယ်ဆိုတဲ့အခါမှာတက္ကရာကမတွေကနောက်ပတ်တန်ဃာတွေနဲ့တခွတပားကိုသင်္ကန်းတစ်စုံစိတ်လှူတယ်အလုံးလှူတော့ရှင်သာရိပုတ္တရာကအကုန်လုံးလက်ခံသွားတယ်အဲ့တော့ရှင်သာရိပုတ္တရာလက်ခံခြင်းဟာလောဘနဲ့လိုချင်လို့လက်ခံတာမဟုတ်ဘူးဒါဓမ္မိယလတ္ထသူတရာတရားလျောက်သူကသူလာလှူတာဆိုလှူခံခွင့်ရှိတယ်အဲ့ဒီနဲ့လှူခံသူရဲ့ရည်ရွယ်ချက်ကတက္ကရာကမတွေလည်းကုသိုလ်ရပါစေယဟန်တွေလည်းပဲသင်္ကန်းရှားပါမှုမဖြစ်ပါစေနဲ့အဲ့ဒီရည်ရွယ်ချက်နှစ်ခုနဲ့လက်ခံလိုက်ကောကလိကဒေါသထွက်အရင်တော့သူငါစီမံထားတော့ငါတော့မင်းလည်းမသုံးနိုင်ဘူးတန်ဃာတွေလည်းမသုံးနိုင်ဘူးဆိုပြီးလက်မခံအခုကျတော့လှူတာတွေအကုန်ယူသွားတယ်ဆိုပြီးတော့ဒါပစ္စည်းချင်းအတူမှမတူတာနော်အဲ့ဒီမတူတာကို तू မသိဘူးမသိဘဲနဲ့ဒေါသထွက်ပြီးတော့မျိုးသိမ့်မထားနိုင်တဲ့အခါကျဘုရားကိုသွားလျှောက်တာ तू ဘုရားကတခြားနေရာမှာနေတာ तू ချက်ချင်းခရီးထွက်ပြီးတော့ဘုရားသွားလျှောက်တာသာရိပုတ္တရာမောက္ကလန်တို့ဆိုတာတဲ့စိတ်ကောင်းမရှိဘူးလူညံ့နေလူယုတ်နေဆိုပြီးတော့မြတ်စွာဘုရားတရားသွားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကသိတယ်ကောကလိကမပြောနဲ့မင်းဒုက္ခရောက်လိမ့်မယ်မပြောနဲ့သူတို့ကဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးမတန်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေသွားမပြစ်မှာနဲ့မရဘူးပြောတာပဲမြတ်စွာဘုရားတားရမရအဲ့ဒါနဲ့သူဖျားစီကထွက်လာတဲ့အခါမှာမြတ်စွာဘုရားကျောင်းကနေဆင်းပြီးတော့ဖျားသတင်းသုံးတဲ့ကျောင်းတိုက်ရဲ့မုတ်ဥအပြစ်မဲ့လည်းရောက်ရောသူခန္ဓာကိုယ်မှာလူဘဝဘူးထရဲဆိုတာဘူးကြီးတွေဖြစ်လာကုန်အလိုလျောက်ခန္ဓာကိုယ်မှာဘူးလုံးတွေထလာဟောထတရားထနေအဖူးပြင်းကြီးတွေထုတ်ထပြီးတော့ချက်ချင်းပဲအဲ့ဒါကြီးတဲ့ကြီးထွားပြီးသူဟာအရိနာမှာပဲလဲသွားချက်ချင်းယောဂရပြီလဲသွားမပြစ်မှားတဲ့ပုဂ္ဂိုလ်တော့ပြစ်မှားတာအဲ့ကောကလိကဆိုတာအဲ့ဒါမျိုးအဲ့ဇလန်လည်းရှိတယ်ပေါ့အဲ့ဒီမှာဒီမြတ်စွာဘုရားကဟောတာအေးမကဲရိုက်တဲ့မကဲရဲ့ထိုက်တဲ့ပုဂ္ဂိုလ်သွားကဲရဲ့ရင်လေဒုက္ခရောက်တတ်တယ်မချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းရင်လည်းဒုက္ခရောက်တတ်တယ်နှစ်ခုစလုံးပါတယ်နော်အဲ့ဒါကိုရသော်ဗျာလူတွေရဲ့ပါဇက်မှာတဲ့လူအသက်ကိုဖြတ်တောင်းနိုင်တဲ့ဓမ္မတစ်ချောင်းပါတယ်ပေါ့အဲ့ဒါကိုပြောတာဟုတ်
ဝစီဗေဒအထီတိုင်းရှာဆိုတဲ့စကားလုံးကဖြစ်လာတာအဲ့ဒါမြတ်စွာဘုရားကတော့နှုတ်ဓာကြီးလို့ပြောတာနှုတ်ကဖြစ်လာတဲ့ဓာကိုယ်ပါးစပ်ကမပြောတဲ့နာပြောလိုက်လို့ရှိရင်အဲ့ဒါဓာလို့ပဲကိုယ့်ကိုပြန်ခုံပြီးတယ်ကိုယ့်ကိုပြန်လှိဖြတ်တာနဲ့တူတူပဲအဲ့ဒါပြောတော့ဝစီဗေဒထီတိုင်းရှာဆိုမပြောတဲ့နာပြောရင်ဒုက္ခရောက်တာပဲအဲ့ဒါဓာန်10ပါးထဲမှာလည်းပါတယ်နော်ခုနပြောတဲ့ထဲမှာဟုတ်မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားတာဟာဘာနဲ့ပြစ်မှားတာတော့ဆိုနှုတ်နဲ့ပြစ်မှားတာမခဲရဲတိုက်တဲ့ရှင်သာရိပုတ္တရာရှင်မောဂလန်တို့ကိုသွားခဲရတယ်ကောကလိကယဟန်အဲ့နာမှာပဲဒုက္ခရောက်သိဆုံးသွားပြီးတော့တကယ်ကိုငရဲကြသွားတယ်သူရဲ့ဒေါသနဲ့အဲ့ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကချိန်ဆတာမဟုတ်ဘူးဒါပေမဲ့လူတွေအမြင်တော့ဒီလိုလဲထင်မှားရတယ်ဒေဝဒတ်မြေမျိုးတုံးကသရင်ဖြစ်ခဲ့ဘူးတယ်တချို့ပုဂ္ဂိုလ်တွေကပြောကြတယ်ဒေဝဒတ်ကြီးမြေမျိုးတာတဲ့ယဟန်ဂေါရမကချိန်ဆလို့ဖခင်ကချိန်ဆလို့သူမြေမျိုးတာလို့ပြောကြတယ်မဟုတ်တဲ့သရင်ပြောတာပြောပါတယ်လူဆိုတာလေချိန်ဆလို့ဖြစ်သွားတာမဟုတ်ဘူးသူလှုပ်တဲ့အကုသိုလ်ကသူ့ထန်ခတ်သွားတာဘယ်ရာပဲဖြစ်ကိုလှုပ်တာကိုခံရတာပဲကိုလှုပ်တဲ့လူရကကိုပြန်ထန်ခတ်တာဖြစ်တယ်ဘယ်သူမှချိန်တယ်လို့လည်းမဟုတ်ဘူးချိန်နေလည်းရတာမှမဟုတ်တာအခုကောကလိကလည်းရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကချိန်တာမှမဟုတ်တာသူဒီလိုဖြစ်တဲ့ဆိုတဏှာတောင်တဏှာကြောင့်သို့တော့သူ့ဒေါသနဲ့သူ့အတူခံရတာဒါတွေကဒေဝရကလည်းဘုရားကိုပြစ်မှားတဲ့စိတ်တွေအဲ့ဒီစိတ်တွေကြောင့်လို့သူမြေမျိုးတာဘုရားနဲ့ဘာပတ်သက်မှုမရှိဘူးနော်ဘုရားကိုပြစ်မှားတာပြစ်မှားတဲ့အကုသိုလ်ကသူ့ကိုချုပ်ပေးတာလောကကြီးမှာကိုယ့်အပြစ်ကိုသိသိချာချာသိတတ်ဖို့လိုတယ်ပေါ့နှုတ်မို့ဆိုရင်တစ်ဖက်ကနေပြီးတော့ပယောဂနဲ့လှုပ်တယ်တို့ဘာတို့အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်သူတွေမှာတွေးတတ်တယ်ဒီအဲ့ဒါမျိုးကိုပြစ်မှားလို့ကိုအကုသို့ကိုခံရတယ်လို့မသိပဲနဲ့တစ်ဖက်ကနေပြီးတော့ဒီပယောဂအတတ်နဲ့လှုပ်တယ်တို့ဘာလို့အဲ့လိုတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့အကုသို့ဆိုတာကြောက်ဖို့ကောင်းတယ်ပေါ့မြင်ရတဲ့အရာလည်းမဟုတ်ဘူးကိုဒေါသနဲ့ကိုပြန်ခံရတာအခုတန်10ပါးဆိုတာရှမောဂလန်အတ္တခံရမှုနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ရှမောဂလန်မထေရမြတ်ကအတိတ်ကကံကြမ္မာကိုရှောင်လွဲလို့မရလို့သူလုပ်ခဲ့တဲ့တန်ကိုသူပြန်ခံရတယ်အတိတ်ကမိဘနှစ်ပါးကိုတပ်ဖြတ်ခဲ့တယ်အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကနောက်ကနေလိုက်ပြီးအခုဘဝထီအောင်လိုက်လာပြီးတော့အကျိုးပေးတယ်အဲ့တော့သူလုပ်ခဲ့တဲ့အကုသိုလ်ကံကနေပြီးတော့ကျိုးပေးတာသို့တော့ရှင်မောဂလန်ကတော့လုပ်ခဲ့တဲ့အတိတ်ကဟာကိုသူကခံရတာရှင်မောဂလန်ကိုတတ်တဲ့လူသက်သမားရှင်မောဂလန်ကိုတတ်တဲ့လူသက်သမား900ကျတော့ပြုသူအသစ်ဆိုတဲ့အတိုင်းပဲသူတို့ကရှင်မောဂလန်ကိုသွားတတ်တာဘာလို့တတ်တော့ပတ်စံရလို့တတ်တာတတ်ခိုင်းတာဘယ်သူတုံးဆိုလို့ရှိရင်ရှင်မောဂလန်ကတကူကြီးတော့တရားဟောတဲ့အခါမှာနတ်ပြည်ကြွတယ်နတ်ပြည်ကြွပြီးနတ်ပြည်ကအကြောင်းဟောတယ်ငရဲတို့ပြိတ္တာဘုံတို့ကြွပြီးတော့ဟောတယ်အဲ့ဇာလန်နေဟောတဲ့အခါမှာမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကရှင်မောဂလန်ပေါ်မှာအညှိုးထားကြတယ်အခွင့်သာတဲ့အခါပတ်စံပေးပြီးတတ်ခိုင်းတယ်ခုခေတ်မှာရှိတာမဟုတ်ဘူးနော်ရှင်းခိုင်းလိုက်တယ်ပေါ့နိခုခေတ်လို့ပြောမယ်ဆိုပတ်စံပေးရှင်းခိုင်းလိုက်တယ်အဲ့ဒီလာပြီးတော့တတ်တဲ့လူတွေကအသက်ခိုင်းတဲ့လူရောတတ်တဲ့လူရောသူတို့ကပြုသူအသစ်
ရှင်မောကလန်အသက်ခံရတဲ့ရှင်မောကလန်ကတော့ဖြစ်သူအဟောင်းနော်ပြုသူအသစ်ဖြစ်သူအဟောင်းဆိုခံရတဲ့ပုဂ္ဂိုလ်အဟောင်းကိုခံရတယ်ဟိုလူတွေကအသစ်အဲ့ဒီအသစ်လုပ်တဲ့ကံကိုသူတို့လည်းဒီဘဝမှာပဲယန္နာပုဂ္ဂိုလ်ကြီးပြင်းမာသည့်အတွက်ကြောင့်ဒီဘဝမှာပဲခံစားရတယ်ဓာန်10ပါးဆိုတာအဲ့ဒါနဲ့ပတ်သက်ဟောတာနော်သူတို့ခံရတယ်ဒီ10မျိုးလုံးခံရတယ်လို့ပြောတာတော့မဟုတ်ဘူးဒီ10မျိုးဖြစ်တတ်တယ်လို့ပြောတာနော်မပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ပြစ်မှားမယ်အပြစ်ဒဏ်မခတ်တဲ့ပုဂ္ဂိုလ်တော့ပြစ်ဒဏ်ခတ်လို့ရှိရင်ဒီထန်10မျိုးတစ်ခုခုဖြစ်တတ်တယ်လို့သူတို့ပြောတာဒီဘဝမှာရင်ဖြစ်တာပြောတာနောက်ဘဝငရဲကြတာတစ်ခုဒီဘဝမှာရင်ဓာန်10မျိုးတစ်ခုသင်တတ်တယ်အပြစ်ဒဏ်တွေကြာရောက်လာတတ်တယ်အဲ့တော့အဲ့ဒီအပြစ်ဒဏ်10မျိုးဆိုတာဘာလဲအကုန်လုံးတစ်ပြိုင်တည်းကြာတာပြောတာမဟုတ်ဘူးတစ်ခုဖြစ်မယ်လို့ပြောတာနော်10မျိုးလုံးခံရမှာပြောတာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာယောထံတေနအထံတေတုအပရုဋ္ဌေတုဒုတ်တတိအပြစ်ဒဏ်မခတ်တတ်တဲ့ပုဂ္ဂိုလ်ကိုအပြစ်ဒဏ်ခတ်တယ်မပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားတယ်ဆိုလို့ရှိရင်တဲ့တတနာမညတရံဌာနံခိပ္ပမေဝနိခိစတိဓာန်10မျိုးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေ10မျိုးတည်းကတစ်မျိုးမျိုးကိုအလင်းအမြန်ရောက်လာတတ်တယ်တစ်မျိုးမျိုးနဲ့အလင်းအမြန်တွေ့တတ်တယ်အလင်းအမြန်ဆိုတာဒီတဘဝမှာပဲတွေ့တာချက်ချင်းတွေ့တာရှက်မကြခင်တွင်တွေ့တာဒီလိုဆိုလို့တတနံအညတရံဌာနံဒီအချက်10ချက်တည်းကတစ်ခုခိပ္ပမေဝနိကိစတိဒီဘဝအတော်အတွင်းမှာပဲဒီပြစ်ဒဏ်တွေကကိုယ်စီကြောက်ရောက်လာတတ်တယ်တဲ့ဒါဘာကြောင့်ကြာတာတော့ဆိုသူပြစ်မှားတဲ့ပုဂ္ဂိုလ်ကမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်တကယ်အကုန်သိက္ခာချီးမားတဲ့ပုဂ္ဂိုလ်တကယ်သူတော်စင်ပြစ်မှားလိုက်လို့ရှိရင်ဒီလိုဖြစ်တတ်တယ်သူတော်စင်မဟုတ်ဘူးဆိုတော့သူသက်သာနိုင်တယ်ဘာနဲ့တူတော့ဆိုရင်ကြောက်တုံးကိုခေါင်းနဲ့ဆောင်းတာနဲ့ရွှွန့်တုံးကိုခေါင်းနဲ့ဆောင်းရင်မတူဘူးလေရွှွန့်တုံးခေါင်းနဲ့ဆောင်းရင်တော့ရွှွန့်ဆိုတာသိမမာတော့သိမခံရအောင်ကြောက်တုံးကြီးသွားခေါင်းနဲ့ဆောင်းရင်တော့ပူခံမှာပေါ့သူတော်စင်သူတော်မြတ်တွေဆိုတာအနှစ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုကြောက်တုံးလို့မာနေတယ်သူတို့သွားဆောင်းရင်ခံရမှာပဲကိုကောင်းပဲကိုပွဲမှာပဲသူတော်စင်မဟုတ်တဲ့ပုဂ္ဂိုလ်ကြတော့ရွှွန့်လို့နောက်ချီတုံးလို့ဆိုတာကြတော့သိမခံရဘူးအဲ့လိုတော့ကွယ်ပြားခြားနာမှုရှိတယ်တခါတည်းရန်ကြတော့လူတယောက်ရဲ့ပြစ်မှားလို့တဲ့စိတ်ကလည်းပဲအဆုံးဖြတ်ပေးနိုင်တယ်ပေါ့နော်ပြစ်မှားလို့တဲ့စိတ်ကပြင်းထန်လို့ရှိရင်လေသူပြစ်မှားလို့တဲ့စိတ်ကြောင့်လည်းသူဒုက္ခရောက်နိုင်တာပဲကိုယ်စိတ်နဲ့ကိုယ်ဒုက္ခရောက်တယ်အဲ့တော့မြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ဒါဟောတာအပြစ်ဒဏ်မထားသင့်တဲ့ပုဂ္ဂိုလ်ပေါ်မှာအပြစ်ဒဏ်သွားထားရင်မပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်သွားပြီးတော့ပြစ်မှားရင်ပြစ်မှားတယ်ဆိုတာခုနကဲ့ရတာလည်းပြစ်မှားတာပဲဆွဆွဲတာလည်းပြစ်မှားတာပဲမချီးမွမ်းနိုင်တဲ့ပုဂ္ဂိုလ်ချီးမွမ်းတာလည်းပြစ်မှားတယ်လို့ပဲခေါ်တယ်အဲ့ဒါဆိုရင်အပြစ်ဒဏ်10မျိုးတည်းကတစ်မျိုးမျိုးတွေ့ကြုံရနိုင်တယ်တစ်မျိုးမျိုးနဲ့တွေ့ကြုံတယ်ကဲအဲ့ဒီ10မျိုးကဘာတော့တစ်ခုချင်းကိုကြည့်ပါစို့ဝေဒနံဖရုတံအဲ့လိုပုဂ္ဂိုလ်မျိုးဟာတဲ့ယောဂဝေဒနာကြမ်းတမ်းနဲ့ခံရခက်တဲ့ပြင်းထန်တဲ့ယောဂဝေဒနာတစ်မျိုးမျိုးကိုခံစားရတတ်တယ်ဒီဘဝတွေမှာယောဂဖြစ်လာပြင်းထန်တဲ့ယောဂဝေဒနာဘယ်လိုဟာတော့ဆိုလို့ရှိရင်သူက
ခေါင်းကိုက်တာတို့ဘိုင်းနာရာတို့အစပြီးတော့အမလေးလူလေးခံရခဲ့တဲ့ဝေဒနာမျိုးတစ်မျိုးဖြစ်လာတတ်တယ်ခဏပြင်းထန်တဲ့ယောဂဝေဒနာကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတတ်တယ်တဲ့ဒါတစ်ခုအဲ့တော့မပြင်းမှားတဲ့ပုဂ္ဂိုလ်တော့ပြင်းမှားလို့ရှိရင်ကိုယ်မှာယောဂရလာတတ်တယ်လို့ဆိုလို့ပဲနော်ပြင်းထန်တဲ့ယောဂဝေဒနာမျိုးရလာတတ်တယ်နောက်တစ်ခုကဘာလို့ဆိုစာနေဆုံးရှုံးမှုပင်မဘာမှရှာဖွေထားတဲ့ကိုယ့်ရဲ့ပစ္စည်းတွေဟာဆုံးရှုံးမှုနဲ့ကြုံရတတ်တယ်ပျောက်တယ်ဆုံးရှုံးတယ်ပြက်တယ်အသိမ်းခံရတယ်အလူခံရတယ်တမိုးချီတဲ့ပစ္စည်းတွေပါသွားတယ်ပင်ဘာမှရှာထားလို့ရတဲ့ပစ္စည်းတွေဟာလက်လွတ်ဆုံးရှုံးသွားနိုင်တယ်အဲ့ဒါဒုတိယပြစ်ဒဏ်ပဲပထမပြစ်ဒဏ်ကပြင်းပြင်းထန်ထန်ယောဂရတတ်တယ်ဒုတိယကကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာပျက်စီးဆုံးရှုံးမှုနဲ့ကြုံရတတ်တယ်တတိယကဘာလို့ဆိုလို့ရှိရင်သရိရတ္တသဖိဒနံကိုယ့်ရဲ့ခန္ဓာကိုယ်မှာတဲ့လက်ကျိုးတာတို့ခြေကျိုးတာတို့မျက်စိထိခိုက်တာတို့လက်ဖြတ်ခံရတာတို့ခြေတော့အဖြတ်ခံရတာတို့ကိုယ်ရင်ကစိတ်ပိုင်းတွေတခုပြတ်တောက်ခံရတာအဲ့လိုဒုက္ခမျိုးထိအောင်ခံစားရတတ်တယ်သရိရတ္တသပေရဏလက်ဖြတ်ခံရတယ်ခြေတော့ဖြတ်ခံရတယ်ဘာလို့ပဲဖြစ်ဖြစ်နော်တခုဒုက္ခရောက်တတ်တယ်လို့ဆိုလို့ပြစ်မှားလို့ရှိရင်အဲ့ဒီလက်ဖြတ်ခြင်းခြေဖြတ်ခြင်းနော်ကိုယ်ခန္ဓာကိုယ်အစိတ်ပိုင်းနေဖြတ်တောက်ခံရတတ်တယ်အဲ့ဒါကနံပါတ်3ထမ်းဆယ်ပါတဲ့ကနံပါတ်3အပြစ်ဒဏ်တစ်ခုနောက်တစ်ခုကကရုကံဝါပိအာဘာဒံခုနကတော့ဝေဒနာဆိုတာစိတ်ခံစားရတယ်ဒုက္ခဝေဒနာခံစားရတာပြောတယ်နော်ခေါင်းကိုက်တာတို့ဘိုင်းနာတာတို့မနေနိုင်မထနိုင်အောင်အလိုလေးမဲ့လေးခံရတဲ့ဝေဒနာအခုပြောတဲ့ခရုကံဝါပိအာဘာဒံဆိုတာယောဂဖြစ်တတ်တာကြီးမားတဲ့ယောဂတွေဖြစ်လာတယ်ဘာယောဂဖြစ်တော့ဆိုရင်လေဖြတ်တာတို့ဒါလည်းဖြစ်တတ်တယ်တဲ့နော်ဒါကတော့အပြစ်ဒဏ်ကြောင့်ဖြစ်တယ်လို့ဆိုတာဒါအကြောင်းတစ်ခုကိုပြောတာလေဖြတ်တဲ့လူတိုင်းဒါအကြောင်းဖြစ်တယ်လို့တော့မတွက်ကိုယ်ကပြင်းမှားမိလို့ဖြစ်တတ်ဆိုရင်ဒီလိုချီးမားတဲ့ယောဂမျိုးဖြစ်တတ်တယ်လို့ဆိုလိုတယ်နော်ငါလေဖြတ်တယ်ငါဘာပြစ်ဒီကျွလွန်လို့လဲဆိုတာအဲ့ဒါလို့တော့ဆိုတာမဟုတ်ဘူးခေါ်ရကျွလွန်မိတဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒီလိုယောဂမျိုးတွေဖြစ်တတ်တယ်လို့ပက္ခဟတာဧကသက္ခုမျက်စိတစ်လုံးကွယ်သွားတာပိဋတပိခြေတော်နှစ်ဘက်မလှုပ်နိုင်တာမသွားနိုင်တာခုနီလက်ကောက်တယ်ခြေကောက်တယ်ကုဋ္ဌရောဂလူနာယောဂဆွဲတယ်တော့ကိုချီမာတဲ့ပြင်းထန်တဲ့ယောဂဝေဒနာတွေဖြစ်သွားတယ်အာဘာဒဆိုတဲ့ယောဂမျိုးတွေဖြစ်တယ်လို့သူတို့ဆိုလို့တယ်ဒါအကြောင်းတစ်ခုအနေနဲ့ပြောတာနော်တခြားနည်းနဲ့လည်းယောဂဝေဒနာဆိုတာဖြစ်တယ်ယောဂဝေဒနာဖြစ်တိုင်းသူကမပြစ်မှားတိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားလို့ထိလို့တော့မစွဲထားနဲ့ဘယ်အဖြစ်အကြောင်းတစ်ခုလို့ပြောတာအကြောင်းဆိုတာတစ်ခုတည်းမဟုတ်ဘူးအများကြီးရှိတယ်ဥပမာမဲ့လူတယောက်မကြမ်းမဖြစ်တာအကြောင်း10မျိုးရှိတယ်အကြောင်း10မျိုးရှိတယ်တီးကြေကြောင့်လည်းဖြစ်တယ်တလေးကြောင့်လည်းဖြစ်တယ်လေးကြောင့်လည်းဖြစ်တယ်အဲ့ဒီ3ခုပေါင်းပြီးတော့ရောထွေးလို့လည်းဖြစ်တယ်နောက်ဥဒုပြောင်းလို့လည်းဖြစ်တယ်အနေထိုင်မတတ်လို့နေထိုင်မတတ်ဘူးဆိုတာအကြာကြီးထိုင်တယ်အကြာကြီးအိပ်တယ်အကြာကြီးမတတ်ရတဲ့ဆိုရယ်ဣရိယာပုမြတ်တောင်မနေလို့လည်းဖြစ်တယ်
ဝိသမပရိဟာရနောက်သူများကကိုယ်ထိကြိုက်အောင်လုပ်လို့သူများရိုက်လို့နှက်လို့ထိကြိုက်တာယောဂရတာကိုယ်လုပ်လို့ယောဂရတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်လေကြောင့်ဖြစ်တယ်တီးကျေကြောင့်ဖြစ်တယ်တလိကြောင့်ဖြစ်တယ်သုံးခုပေါင်းလို့လည်းဖြစ်တယ်သုံးခုပေါင်းရောရှက်ပြီးတော့လည်းဖြစ်တယ်ပေါ့နော်ဥရုပြောင်းလို့ရှိရင်လည်းဖြစ်တယ်နောက်အနေထိုင်မတက်လို့ရှိရင်လည်းဖြစ်တယ်နောက်တစ်ခုကသူများကလှုပ်လို့လည်းဖြစ်တယ်ကိုယ်လှုပ်တာပဲဖြစ်ဖြစ်သူများကတန်ရရတဲ့ယောဂပေါ့နောက်ဆုံးတစ်ခုကကန့်ကြောင့်ဖြစ်တယ်အဲ့တော့ကန့်ကြောင့်ကြီးဖြစ်တာမဟုတ်ဘူးကန့်ကြီးလည်းမချရဘူးဒါကြောင့်ဘာမဲ့ရာသီဥတုအေးတာကိုနွေထွေမတည်ပဲနဲ့အေးတဲ့သွားလို့နှာစီးချောင်းဆိုဖြစ်တာဒါတိတ်ကလှုပ်လို့မှမဟုတ်တာမစင်ញင်လို့ဖြစ်တာမတည့်တာစားပြီးဝန်းလျှောတာဒါမတည့်တာစားလို့ဖြစ်တာကန့်ကြောင့်ဝန်းလျှောတာမဟုတ်အဲ့လိုပေါ့ပစ္စုပန်အကြောင်းကတတ်ရှိတယ်အကုန်လုံးကိုဒါတစ်ခုတည်းလို့ပြောတာမဟုတ်အခုလည်းအဲ့တိုင်ပဲမှန်နော်ဒီလိုယောဂမျိုးလည်းဖြစ်လာတတ်တယ်တဲ့ကြီးလေးတဲ့ယောဂဝေဒနာကြီးတွေလည်းခံရတတ်တယ်တဲ့နောက်၅ခုမြောက်ကပါတော့စိတ်တဲ့ခေပံဝပပုနေစိတ်ကြောက်ကြရဖြစ်တယ်စိတ်တွေမတည်မငြိမ်နဲ့စိတ်ကြောက်ကြရလည်းဖြစ်တတ်တယ်စိတ်ကြောက်ကြရဖြစ်တဲ့ဆိုတာယူတာပေါ့ရှင်ကြည်ခေါ်ရင်စိတ်တစား psycho ပေါ့အဲ့လိုဆိုလိုတာပေါ့စိတ်ကြောက်ကြရယောဂမျိုးဖြစ်တတ်တယ်ယူသွတ်ခြင်းလည်းဖြစ်သွားတယ်လို့သူတို့ဆိုလိုတယ်၅ခု6ခုမြောက်ကပါတော့ရာဇတောဝါဥပတက္ကံမင်းဆိုရာဇာတွေကလည်းပဲဒုက္ခပေးတတ်တယ်မင်းပြစ်မင်းတန်မင်းပြစ်မင်းထန်တင့်တတ်တယ်လို့ဆိုမင်းရဲ့ပြစ်ဒဏ်ရှားဆိုပြီးထိတတ်တယ်လို့သူတို့ဆိုရှားဆိုဝတ်ဆိုတာအဲ့ဒါမင်းနဲ့ပတ်သက်တဲ့အပြစ်ဒဏ်တွေကိုပြောတာနော်ရှားဆိုပြီးတင့်တယ်မင်းဆိုရတာရဲ့အပြစ်ဒဏ်ကိုလည်းခံရတတ်တယ်တဲ့နောက်တစ်ခုကတော့အဖိခဏံဝထာရုဏံဒီဆွဆွဲအမတန်ပြင်းထန်တဲ့ကြမ်းတမ်းရက်စက်တဲ့ဆွဆွဲမှုကိုလည်းခံရတတ်တယ်အကြီးကျယ်ခုံတရေပြက်အောင်လူကြားထဲမှာခေါင်းမဖော်နိုင်လောက်ဟုတ်လားချမ်းတမ်းတဲ့ဆွဆွဲမှုတွေလည်းခံရတတ်တယ်သူဆိုလို့တယ်အပေခံကိုမလုပ်ဘဲနဲ့လုပ်တယ်လို့ခံရတယ်မပြောဘဲနဲ့လို့ပြောတယ်လို့ခံတယ်မခိုးဘဲနဲ့ခိုးတယ်ဆိုဖန်ခံကိုကပိုင်းမနိုင်ဘဲနဲ့နိုင်တယ်လို့ပြစ်မှုတစ်ခုနဲ့ဆွဲခံရတယ်လို့ဆိုလို့တယ်အပြင်းထန်အဲ့လိုခံရတာမျိုးဖြစ်တယ်လို့ဆိုလို့တယ်အဲ့ဒါအပက္ခဏဝဒါရုဏအပက္ခဏဆိုဆွဲပြစ်တင်မှုတွေကိုခံရတာကိုယ့်ပေါ်မှာဆွဲချက်တင်ခံရတာဒါဟာလည်းပဲပြစ်ဒဏ်ခံရတဲ့တည်းမှာတစ်ခုရှိတယ်ဒါတွေကအခုဒီဘဝမှာဖြစ်တာကိုပြောတာအဲ့တော့ဒီဘဝမှာဘာမှမလုပ်ဘဲနဲ့ပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိတယ်အဲ့ဒါကြတော့ရောလို့ဆိုလို့ရှိရင်အတိတ်တုန်းကအကုသိုလ်ကလည်းအကျိုးပေးနိုင်တယ်အခုဘဝမဟုတ်ဘူးအတိတ်တုန်းကသူတော်ကောင်းတွေကိုပြစ်တင်ကြဲ့ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာပြစ်တင်ခံရဒါဖြစ်သူပြုသူအသစ်ဖြစ်သူအဟောင်းဆိုလို့ကိုလုပ်ခဲ့တဲ့အဟောင်းကိုကိုပြန်ရတာလည်းဖြစ်နိုင်တယ်ဒါကတော့အခုလက်တွေ့ခံရတဲ့ထန်ဆယ်ပါးထဲမှာတစ်ခုအနေနဲ့ပြောပြတာနော်အဲ့တော့ဒီဘဝလို့ဒီဘဝခန္ဓာဆိုတာချက်ချင်းအဲ့ဒါတစ်ခုဟိုးဘဝတွေကလှုပ်ခဲ့လို့ဒီဘဝမှာပြစ်ဒဏ်ခံရတာလည်းတစ်ခုပဲ
အဲ့တော့ဟိုဘဝတုန်းကကိုယ်ဆွဆွဲခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာကိုယ်ဆွဆွဲခံရတယ်ဆိုလို့လည်းဖြစ်နိုင်အဲ့တော့ကျတော့ဓာန်7ပါးလို့ပြောတာမဟုတ်ခုဓာန်7ပါးဆိုတာအခုဘဝအခုလုပ်ပြီးခံရတဲ့ဟာတွေကိုပြောနေတာနော်အကုသိုလ်ကံကြောင့်ခံရတာဥပမာရှင်မောကလန်ဒီဘဝအသက်ခံရတာအကုသိုလ်ကံအတိတ်ကလုပ်ခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးဆက်ဒီဘဝမှာသူပြစ်မှားလို့ခံရတာမဟုတ်ဘူးဒါအကြောင်းဆိုတာမျိုးမျိုးရှိတယ်လို့ပြောမှာဒါခုနမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားလို့ရှိရင်ဒီဆက်မျိုးတဲ့တမျိုးမျိုးတွေ့တတ်တယ်လို့ပြောတာနောက်တစ်ခုကဘာလို့ဆိုပရိခယံဝယတိနံမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်တော့ပြစ်မှားလို့ရှိရင်ဆွေတွေမျိုးတွေကိုအားခိုးရမဲ့ဆွေတွေမျိုးတွေဟာသိဆုံးသွားတကောင်ရွက်တမျက်နှာဖြစ်သွားတယ်အဲ့တော့အဲ့ဒီလိုဆိုတော့စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဆွေတွေမျိုးတွေကကိုမဟုတ်တာလို့ဆွေတွေမျိုးတွေသိရတယ်လို့အဲ့လိုပြောရမှာလားလို့ဆိုအဲ့လိုတော့မဟုတ်ဘူးဟုတ်တယ်မလားဆွေမျိုးကကိုမဟုတ်တာလို့ကိုဒုက္ခရအောင်သိပေးတာဒီလိုတော့မဟုတ်ဘူးဆိုလိုတာကိုအားကိုးရမဲ့အကုန်မဲ့တာကိုပြောတာအားကိုးရမဲ့သွားတာကိုကမဟုတ်တာလို့သိတဲ့ကြောင့်ကိုယ့်ရဲ့အကုသိုလ်ကြောင့်အာကိုရတွေမဲ့ကုန်တယ်ကိုယ့်ရဲ့အာကုသိုလ်ကြောင့်ဆွေတွေမျိုးတွေသိတယ်လို့ဒီလိုမတွေးနဲ့ကိုအာကိုစရာမရှိအောင်ဖြစ်သွားတယ်လို့ဆိုလို့တယ်တော့သိတာတော့သူ့အကြောင်းနဲ့သူသိတာဖြစ်မယ်တတန်းစီလို့လည်းသိတာဖြစ်နေအနှုတ်မို့ဆိုရင်ကိုမဟုတ်တာလောက်တာခံတဲ့လူကတခြားခံနေရတယ်ဆိုဆွေတွေမျိုးတွေသိတယ်ဆိုတာမဟုတ်တာလောက်တာမဟုတ်တာသူတို့ကဆွေတွေမျိုးတွေကိုအားကိုးရမဲ့ပုဂ္ဂိုလ်မရှိတော့တာလို့ဆိုလို့လေကိုယ့်အတွက်ပဲဒုက္ခရောက်တာသူတို့သိတာဆုံးတာကိုပြောတာမဟုတ်ဘူးတရားကနော်တခါတလေကျတော့နားလည်မှုလွဲမှားမှဆိုလို့ပြောပြတာလူတယောက်ဟာဆွေတွေမျိုးတွေနဲ့အတိုင်းဝိုင်းနေရပါမယ်လို့မဟုတ်တာလုပ်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာတွေပဲကိုယ်ကဲမဲ့သူမဲ့သွားတဲ့အနေအထားမျိုးဖြစ်တယ်ကြုံရတယ်ပေါ့သူ့ဘဝမှာသူတို့ဆိုလိုတာပေါ့နော်ကြုံလာနိုင်တယ်ပေါ့ဘောဂနံဝပပင်ခုရံနောက်နံပါတ်9ကြတော့သူရှာဝေစုဆောင်းထားတဲ့အသုံးအဆောင်တွေနော်ရှာဝေစုဆောင်းထားတဲ့အသုံးအဆောင်တွေဟာပျက်စီးဆုံးရှုံးကုန်တယ်ရွှေတွေထားပေမဲ့ရွှေချောင်းတွေကမိသွေးခဲတွေဖြစ်ကုန်တယ်ချီချောင်းတွေဖြစ်ကုန်တယ်အဲ့ဒါကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးမှုလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကတောင်ထိပ်မြို့မှာတထေးတူကအဲ့လိုဖြစ်တယ်သူဘာကြောင့်ဖြစ်တယ်ဆိုတာတော့ဓာန်7ပါးဓာန်သိတယ်လို့မဟုတ်ဘူးအဲ့ဒီမှာတော့သူအကုသိုလ်တွေကုသိုလ်တွေကုံသွားတဲ့အခါမှာသူစုဆောင်ရှာဖွေထားတဲ့ရွှေတွေကဘာဖြစ်တော့မိသူခဲတွေဖြစ်ကုန်အကုန်လုံးမိသူခဲဖြစ်ကုန်ရွှေချောင်းတွေကြည့်လိုက်တော့မိသူခဲတွေဖြစ်တော့သူဒုက္ခတွေရောက်မိတ်ဆွေကောင်းတွေကကြံပေးတယ်ဒါအကုသိုလ်ကုံလို့ရွှေရခြင်းရွှေသုံးနိုင်တဲ့အကုသိုလ်တရားသူ့မှာကုံသွားလို့အကုသိုလ်ဝင်လာလို့ချုပ်ပေးတာဓာန်7ပါးသိတာတော့မဟုတ်ဘူးသူကလောက်ထားတာအဲ့ဒါတော့မဖော်ပြဘူးပေါ့နော်တခုကြောင့်ကံကြမ္မာကောင်းတဲ့ကံကြမ္မာကုံသွားလို့ရှိရင်လည်းပဲသူပြောင်းလဲမှုတွေဖြစ်လာတတ်တယ်အဲ့တော့သူအဲ့ဒီတထေးကတောင်ထိပ်မြို့မှာသူရွှေတိုက်ရွှေတုံးတွေကမိသွေးခဲတွေဖြစ်ကုန်တာအဲ့တော့မိသွေးခဲတွေဖြစ်တော့သူကြံကောင်းညံကောင်းရှိတဲ့မိတ်ဆွေရာကြံပေးတယ်မင်းမိသွေးခဲတွေကိုဈေးပို့ထားပြီးတော့လူမြင်ကွဲမှာတော့ပုံထားလိုက်ကွာကိုဈေးဆိုင်ရှိမှထားအဲ့တော့လူအရက်လေးမျက်နှာလူတွေလာလိုက်မယ်မိသွေးခဲရောင်းတာလားလို့မေးလို့ရှိရင်အဲ့ဒါအယောင်းနဲ့နော်
မင်းနဲ့ကန်ဆက်တဲ့ပုဂ္ဂိုလ်လာလို့ရှိရင်ရွှေတွေပါလားဘာလို့ရွှေတွေချရောင်းနေတာတော့လို့မေးလို့ရှိရင်အဲ့ဒါသူ့ကိုယောက်ျားဆိုရင်လည်းသမက်တော်လိုက်မိန်းကလေးဆိုလည်းချွေးမတော်လိုက်လို့သူကံနဲ့မင်းရွှေတွေပြန်ရမယ်အကြံကောင်းညံကောင်းပေးအဲ့ဒါနဲ့အဲ့ဒီဈေးကိုကလေးမလေးတယောက်ရောက်လာတယ်ရှောင်းလာတဲ့အခါကျတော့အဲ့ကလေးမလေးကဟင်းသူများတွေကတခြားတွေရောင်းတာဒီအန်ကယ်ကြီးကတော့ရွှေတုံးတွေရောင်းနေတာပါလားလို့သူမျက်စိထဲမှာရွှေတွေပဲမြင်အဲ့ဒါနဲ့သူ့ကိုအိမ်ခေါ်သွားပြီးတော့ချွေးမတုပ်ပြီးတော့သူ့ကိုမိပြီးတော့ဒီမိသွေးကလေးကရွှေဖြစ်သွားတယ်အဲ့ဒါလမ်းရှိတယ်ထူးထူးဆန်းဆန်းပေါ့နော်အဲ့ဒါသူ့ရဲ့ကုသကံကြောင့်ပြန်ဖြစ်တာဒါလူဆိုတာတော့ဥဒ္ဓမ60လည်းကောင်းတယ်အံ့ဩစရာလည်းကောင်းတယ်ကံကြမ္မာဆိုတာကောင်းတဲ့အခါကောင်းကျိုးပေးတယ်လို့ပဲဆိုးတဲ့အခါမှာလည်းပဲဆိုးကျိုးကပေးတတ်တယ်ပေါ့ဆိုးကျိုးပေးတတ်တယ်အဲ့ဒီမှာအဲ့ဒီကလေးမလေးကိုအမိပြုပြီးတော့သူကံကုန်လို့ရွှေတွေကမိသွေးကဲဖြစ်သွားတာဟာပြန်ပြီးတော့ရွှေဖြစ်သွားတယ်ဒါဒီကလေးမလေးပေးလို့ရှိရင်တော့ရွှေဖြစ်တယ်သူ့ဘာသူယူရင်တော့ရွှေမဖြစ်ဘူးအဲ့ဒါလည်းရှိသေးတယ်ပုံနာဆိုတဲ့လယ်သမားတစ်ယောက်ဟာရှင်သာရိပုတ္တရာကိုဆွန့်တနက်ကတ်လိုက်တယ်သူ့အတွက်ထမင်းလာပို့ရနေပြီးတော့ရှင်သာရိပုတ္တရာကိုလှူတာတဏ္ဍပေါ့နော်အဲ့ဒီမှာထမင်းစားစားနဲ့လေတော့မှအိတ်သူကိုယ်တိုင်ကလည်းရှင်သာရိပုတ္တရာကိုတပူတွေမျက်နှာဟုတ်လှုပ်စေးရည်တွေပါလေကတ်လိုက်တယ်သူ့အိမ်ကတက္ကမလည်းသူ့အတွက်ချက်လာတဲ့ဟာတွေကိုကတ်လိုက်တယ်ကျွေးလိုက်ရှင်သာရိပုတ္တရာကိုလောင်းလိုက်တယ်အဲ့ဒီကုသိုလ်ကနေပြီးတော့အကျိုးပေးပြီးတော့သူထွန်ရက်ထားတဲ့မြေကြီးခဲတွေကရွှေခဲတွေဖြစ်ကုန်ဘာဖြစ်လို့ဖြစ်တုံးဆိုရှင်သာရိပုတ္တရာကသမဘက်ကထလာတဲ့အချိန်ဖြစ်လို့အဗ္ဗဓမ္မလိုအပ်နေတဲ့အချိန်လေးမှာလှူလဲရတဲ့အခါမှာသူတို့ရဲ့ယဉ်ထဲကတရားတရားရှင်သာရိပုတ္တရာရဲ့တန်ရှင်းစင်ကြယ်တဲ့စိတ်ထားနဲ့ပေါင်းစပ်မိလိုက်တဲ့အခါကျတော့မြေကြီးခဲကရွှေဖြစ်သွားတယ်ရွှေဖြစ်ပြောင်းသွားတယ်သို့တော့ရွှေဖြစ်တဲ့ဆိုဒီလောက်ရွှေတွေကတိတ်တိတ်ပုံဖွက်ထားလို့မရဘူးလေအဲ့ဒါနဲ့ဘုရင်ကြီးစီသွားပြီးတော့တဏှုတ်တင်ရတယ်သူလေခဲတွေကထမ်းစိတ်ဟိုထဲခဲတွေဟာအကုန်လုံးရွှေဖြစ်နေပါတယ်ဆိုဘုရင်ကြီးကချိခိုင်းတယ်ချိခိုင်းပြီးတော့လဲတွေလွတ်ပြီးတော့အဲ့ဒီရွှေခဲတွေကိုယူခိုင်းတာနိုင်ရင်ပြင်မှာပုံခိုင်းတာအဲ့တော့လာယူတဲ့ကောင်တွေကဟာတိုးဘုရင်ကြီးရဲ့ဘုံတော်ကံတော်ကြောင့်မြေကြီးခဲတွေကရွှေခဲတွေဖြစ်ပါတယ်ဆိုပြီးမားလိုက်တဲ့အခါမြေကြီးခဲပြန်ဖြစ်သွားတယ်နောက်ကြတော့အဲ့လိုမဟုတ်ဘူးပုံနာရဲ့ကုသိုလ်ကံကြောင့်ဖြစ်တာလို့ဆိုပြီးတော့ပုံနာပစ္စည်းအနေနဲ့မှရွှေဖြစ်တယ်နိုင်ရင်ပြင်ပုံလိုက်တဲ့အခါရွှေဘုံကြီးကအကြီးဖြစ်တော့ဒီပြုတ်မှာတလောက်ချမ်းသာတဲ့လူရှိလားမရှိဘူးဆိုတော့အဲ့ဒါသူ့ကိုအဲ့ဒီနေ့ပါပဲတထေးဘွယ်ပေးလိုက်တယ်ကုသိုလ်ကနေချင်းအကျိုးပေးတာအဲ့ဒါကုသိုလ်ကလည်းအကျိုးပေးတယ်လို့အကုသိုလ်ကလည်းအကျိုးပေးတတ်တယ်ပေါ့နော်ရှင်တဲ့ကစေရနာအလှူခံပုဂ္ဂိုလ်ရဲ့တန်ရှင်းစင်ကြယ်မှုရထားတဲ့ပစ္စည်းကတရားသဖြင့်ရထားတဲ့ပစ္စည်းဒီအကြောင်းသုံးပါဆောင်လို့ရှိရင်ဒိဋ္ဌဓမ္မအကျိုးပေးတယ်လို့ဆိုတာရှိတယ်ချက်ချင်းအကျိုးပေးတယ်မြေကြီးကရွှေဖြစ်တယ်ဆိုတာဖြစ်နိုင်ပါတယ်မြေကြီးထဲမှာလည်းရွှေရရှိတာကိုနော်ရွှေတူးနေတဲ့လူတွေကြွလာမြေကြီးထဲမှာရွှေရှိလို့ကုသကံဆုလိုက်ရင်ရွှေတုံးဖြစ်သွားတာပေါ့ကုသကံရဲ့စွမ်းနဲ့ဖြစ်တယ်အဲ့တော့ဒီပုဂ္ဂိုလ်ကြတော့အကုသိုလ်ကအကျိုးပေးပြီဆိုတော့ဘာဖြစ်တုံးဆိုဘောဂနံဝပပ္ပင်ကုရံသူပစ္စည်းဥစ္စာတွေဟာတဲ့ဆိုလိုတာဆန်နေထားဆန်နေရအကုန်လုံးသူ့ပုဂ္ဂိုလ်
ျက်စီးကုန်ဆန်နေရအောက်ကုန်ပဲရီထားပဲရီကပုတ်ကုန်သူပစ္စည်းဆန်နေပဲရီအကုန်လုံးပျက်စီးကုန်ရွှေတွေကခုနကလိုမိသွေးခဲတွေဖြစ်ကုန်အိမ်မှာရှိတဲ့ဟာအဲ့ဒါဖြစ်တယ်ဒီပလဲလေးတွေတံမိုးကြီးမားတဲ့ပလဲလေးတွေကဘာဖြစ်ကုန်လို့ဆိုဝါစီတွေဖြစ်ကုန်တံမိုးမရှိတဲ့ဝါစီတွေဖြစ်တယ်ထင်းကားပြားတွေကဘာဖြစ်ကုန်လို့ဆိုအိုးချမ်းကွဲတွေဖြစ်ကုန်ခုခေတ်မှာကြက်နဲ့တွေ့တဲ့လူလူဖြစ်သွားနော်တဆေတို့ကြက်တို့နဲ့တွေ့တယ်အဲ့ဒါအိုးချမ်းကွဲတွေဖြစ်ကုန်တာတဲ့နောက်တစ်ခါအိမ်မွေးထားတဲ့တိရစ္ဆာန်တွေဟိုမှာကျွဲတွေနွားတွေရတယ်ခွာနာရှာနာတွေဖြစ်တယ်အချိုးကန်းတွေဖြစ်ကုန်တယ်အဲ့တော့ကိုယ်ပိုင်ဆိုင်တာသူ့ကိုဒုက္ခပေးခြင်းတော့တိရစ္ဆာန်တွေပါဒုက္ခရောက်တယ်လို့ဖြစ်နေနော်အမှန်တော့သူ့အတွက်ဒုက္ခဖြစ်တာသူကြုံရတာကိုပဲပြောတယ်တိရစ္ဆာန်ဒုက္ခရောက်တာသူလုံတဲ့အကုသိုလ်ကြောင့်တိရစ္ဆာန်ကခွာနာရှာနာရတာမဟုတ်ဘူးအဲ့လိုဖြစ်တာတော့မဟုတ်ဘူးသို့တော့သူ့ပိုင်ဆိုင်မှုမှာဖြစ်တဲ့တိရစ္ဆာန်တွေကအဲ့လိုဖြစ်ကုန်ဖြစ်တာတော့တခြားအကြောင်းကြောင့်ဖြစ်မှာပေါ့နော်တော့သူ့အကုသိုလ်ကြောင့်တိရစ္ဆာန်ကအဲ့လိုဖြစ်ရတယ်ဆိုရင်မတရားဘူးလေလူတယောက်ရဲ့အကုသိုလ်လှုပ်တဲ့လူကတယောက်ခံရတဲ့လူကတယောက်ဖြစ်နေမှာပေါ့အဲ့လိုတော့မဟုတ်ဘူးအဲ့သူเจ้าနဲ့သူဖြစ်တယ်အဲ့ဒါလို့ကိုပိုင်တဲ့ပစ္စည်းတွေဟာပစ္စည်းယူရင်းလာတယ်တဲ့ဒါနံပါတ်9နံပါတ်10ကျတော့အထဝတ္တအခါရာနိအခိတဟတိပါဝကောကိုအိမ်မှာမိလောင်ခံရတယ်မိလောင်ခံရတယ်အဲ့တော့မိလောင်ခံရတဲ့ဆိုတဲ့အချိန်မှာတစ်နှစ်ထဲပဲ2ကြိမ်3ကြိမ်မိလောင်ခံရတယ်နော်နောက်ဆုံးမှာတခြားမိလောင်တာတွေမရှိဘဲနဲ့ကိုယ်မှာမိုးချိုးကြပြီးတော့မိလောင်တာလောင်မိကြတယ်ဆိုတာရှိဘူးရှိတယ်နော်မိုးရွာတဲ့အခါမှာလောင်မိကြတယ်ဆိုတာသူမိတော့ကဖြစ်လာပြီးတော့လောင်မိုးချိုးပြစ်တယ်လောင်မိကြတယ်အဲ့ဒါမျိုးတွေအကုသိုလ်ကျိုးပေးလာလို့ရှိရင်ဖြစ်တတ်တယ်အဲ့တော့ဆိုလိုတာကသူ့တဘောဝအတိုင်းပြီးဆိုတာဖြစ်ပေါ်လာတတ်တယ်အဲ့ဒီဖြစ်ပေါ်လာပြီးတော့ဒါကိုလောင်မီးလို့ခေါ်တယ်လောင်မီးကြတယ်ဆိုဘယ်သူမှရှို့တာမဟုတ်ဘူးသူမီးထတောက်တာအခုခေတ်တော့ဘာလို့ပုံနကတိုက်တယ်လို့ဘာလို့လဲပြောကြတယ်မီးတွေထတောက်ဖြစ်တတ်တယ်ဘယ်သူမှရှို့တာမဟုတ်ပဲနဲ့သူမိထတောက်တာဒီခေတ်မှာလည်းကြာဘူးလေဖြစ်တတ်တယ်အဲ့လိုဖြစ်တတ်တယ်အဲ့ဒါလောင်မီးလို့ခေါ်တယ်လောင်မီးကြတယ်လို့ခေါ်တယ်ရှို့တယ်လို့မရှိဘူးသူမိထတောက်ပြီးရှိတယ်လေကုန်မိလောင်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါဟာဓာန်7ပါးလို့သူဆိုလိုတာပေါ့နော်ဒီဓာန်7ပါးဟာမပြစ်မှားတဲ့ပုဂ္ဂိုလ်ပြစ်မှားလို့ရှိရင်ဒီဘဝမှာပဲလဲကြုံတတ်တယ်အတိတ်ဘဝတုန်းကအကုသိုလ်တွေလှုပ်လာလို့အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခြင်းကြတဲ့အခါမှာလည်းဒါမျိုးကြုံတတ်တယ်လို့ဒီလိုပဲမှားရမှာနော်ကောင်းတာမှမဟုတ်တာအဆိုးကြီးပဲအလုပ်ခံအဲ့ဒါဆိုလို့တယ်အဲ့တော့ဒီဘဝမှာတော့အဆိုးဆုံးနေဓာန်7ပါးနဲ့ကြုံတွေ့ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ဟာဒါနဲ့ပြီးသလားလို့ဆိုတော့
နောက်ဘဝအတွက်မှာဒီဘဝလုပ်တဲ့အကုသိုလ်ကကာယတဗေဒဒုပ္ပညောနိရိယံသောပပစ္စတိမပြစ်မှားတဲ့ပုဂ္ဂိုလ်ပြစ်မှားတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဒီဘဝဒီခန္ဓာသိဆုံးသွားတဲ့အခါမှာငရဲမှာသွားဖြစ်ရသေးတယ်အပြစ်ဒဏ်10မျိုးနဲ့ကြုံတဲ့အပြင်သေတော့လည်းကောင်းအောင်သူဒီမရောက်တော့ဒါဒီဘဝအကုသိုလ်ရဲ့အကျိုးတရားတွေလို့အဲ့ဒါကိုဒဏ်10ပါလို့မြတ်စွာဘုရားဟောတာရှင်မမောဂလန်အသက်ခံမှုနဲ့ပတ်သက်ပြီးတော့ရှင်မမောဂလန်ကိုတတ်တဲ့ပုဂ္ဂိုလ်တွေအသက်ခိုင်းတဲ့ပုဂ္ဂိုလ်တွေဟာမင်းတန်ဆိုးရနေတင့်ပြီးတော့သူတို့လည်းအသက်ဆုံးကြတယ်အဲ့ဒါနဲ့အကြောင်းပြုပြီးတော့မြတ်စွာဘုရားသူတော်ကောင်းဆိုမပြစ်မှားရဘူးပြစ်မှားလို့ရှိရင်အဲ့ဒါမျိုးတွေကြုံတတ်တယ်လို့ခေါ်တာနော်ကြုံရတတ်တယ်လို့ခေါ်တာတချို့ကိစ္စတွေကဆိုပါစို့ပါဏာတိပါဒအမှုပြုလို့ရှိရင်ငရဲကြတယ်လို့မြတ်စွာဘုရားမဟောဘူးအဲ့လိုပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ပြိတ္တဘောဟာဖြစ်စေနိုင်သည်တရိစ္ဆာန်ဘောကိုဖြစ်စေနိုင်သည်ဖြစ်စေနိုင်သည်ဆိုတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးတခြားအကြောင်းအကျိုးတွေရှိသေးတယ်လို့ဆိုလိုတယ်နော်မြတ်စွာဘုရားအဲ့ဒါတွေကို definitely မဟောဘူးဘယ်တော့မှတေချာဘောဟောတာတော့အမေတတ်တယ်အမေတတ်ရင်သေသည်ချာမဲ့မှာငရဲကြမှာသိကြတယ်အဲ့ဒါကိုအနန္တရိယကံလို့အနန္တရိယဆိုတာသေသည်ချာမဲ့မှာနောက်ဘဝမချဘူးနောက်ဘဝတစ်ခုမချမှာမဟုတ်ဘူးသေသည်ချမဲ့မှာသေချာဘောငရဲကြမဲ့ကတော့အမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်ဖျားတွေ့စိတ်တယ်အောင်လုပ်တယ်တန်ခါသင်ခွဲတယ်အဲ့ဒါကံကြီးထိုက်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးတော့သိကြပါကျန်တဲ့ဟာတွေကိုသိကြပါလို့မြတ်စွာဘုရားမဟုတ်ဖြစ်နိုင်တယ်လို့ဟောတာဖြစ်ရမယ်လို့ပြောတာလည်းမဟုတ်ဘူး maybe နဲ့ဟောတာ must be မဟုတ်ဘူးဒါအသိအဓိပ္ပာယ်ရှိmaybe နဲ့ must be မတူဘူးနော်အဲ့တော့အကြောင်းညင်ညွတ်လို့ရှိရင်ဖြစ်သွားတယ်အဲ့လိုပါဏာတိပါဒတွေလှုပ်ပြီးတော့ငရဲမကြတဲ့လူကရှိသေးတယ်ကိုဘာဖြစ်လို့တော့ဆိုဈာထဲမှာဖြတ်သွားပြီလူဆိုတာကုသကံဆိုတာရှိသေးတယ်လေဥပမာတစ်ခုပြောမယ်ဆိုရင်တမ္ပတာထိကဆိုတဲ့နှစ်ပေါင်း90တည်ရန်ကြတဲ့လူတွေကိုဆက်ဖြတ်ပြီးတော့တတ်တဲ့လူတတ်သမားကြီးဟာအနှစ်90အမှုထမ်းလာတာလူပေါင်းများစွာတတ်ရှားတူကပြုတ်တဲ့နေ့မှာရှင်သာရိပုတ္တရာကသူ့ကိုချီးမြှောက်လို့ရှင်သာရိပုတ္တရာတရားနာလိုက်ရတဲ့အခါမှာသူ့စိတ်ထဲမှာစိတ်နှလုံးအေးချမ်းသွားတယ်အဲ့ဒီနေ့မှာပဲသူသေဆုံးသွားတော့သူကဒုတိယနာပြေရောက်သွားနော်အဲ့တော့ရှင်သာရိပုတ္တရာနဲ့တွေ့လို့တရားနာလိုက်ရလို့ကုသိုလ်ကောင်းမှုလုပ်လိုက်လို့အဲ့ဒီကုသိုလ်လေးကဝင်းကယ်လိုက်တာနှစ်ပေါင်း90လူတတ်လာတဲ့အကုသိုလ်ကံကအကျိုးမပေးတာမဟုတ်ဘူးအခွင့်အရေးမရလိုက်တာဟိုကဥသွားတယ်လို့ပြောတာကုသိုလ်ကံနဲ့အကုသိုလ်ကံဒီကုသိုလ်ကံကဥရင်ကုသိုလ်အကျိုးပေးမယ်အကုသိုလ်ကံကဥရင်အကုသိုလ်အကျိုးပေးတယ်ဒါကြောင့်မို့အဲ့ဒါကိုအကြောင်းပြုပြီးတော့သေဂာနိအရေးကြီးတယ်လို့ပြောကြတာအမှန်တော့အရေးကြီးတာမဟုတ်ဘူးသေဂာနိကံကအဆုံးဖြတ်ပေးတတ်တယ်ပေါ့အဲ့သေဂာနိဘလှုပ်ဖို့တော့မကြိုးစားနဲ့အရေးကြီးတယ်ဆိုဘယ်လိုသေမှမသိပဲနဲ့ဘယ်လိုလှုပ်သွားတာကျွတ်တင်ပြီးတော့လှုပ်တာကျွတ်တင်ပြီးတော့ဒါကုသိုလ်ကောင်းမှုပဲစိတ်လို့သေဂာနိမှလှုပ်ပဲလို့သွားစိတ်ကူးမရင်လေးနဲ့ဘယ်လိုသေမှလည်းမသိဘူးဘယ်ချိန်သေမှလည်းမသိဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ကျွတ်တင်ပြီးတော့လှုပ်ထားတာကုသိုလ်ကောင်းမှုဆိုတာအမြဲတမ်းတတိထားလုပ်နေခမန္လိကမိဖုရားကြီးကြတော့ကောသလမင်းကြီးနဲ့တွဲဖက်ပြီးတော့အာသရိတဒါနလူကြီးတွေလှူတယ်နေ့စဉ်နဲ့အများလဲ
ဖရာတရားနာတယ်ကြောင်းသွားတယ်လှူတဲ့တန်းတယ်နန်းတော်ပင့်တယ်တန်ဃာတွေလှူတဲ့တန်းတယ်လို့သို့တော့တည်တဲ့အခါကျတော့အဝိဇ္ဇငရဲရောက်သွားတယ်ဘာဖြစ်လို့လဲသူကတိတ်တိတ်ပုံပြစ်မှုတွေတခုကျူးလွန်မိတာကိုဖျင်ကြီးကလည်းခါအားဆိုသူလိမ့်လိုက်တယ်သူကလိမ့်လိုက်တယ်ရှက်ဖွဲ့ရကိစ္စတခုပေါ်လာတော့သူလိမ့်လိုက်တယ်လိမ့်လိုက်ပြီးတော့သူကသူစိတ်မကောင်းဖြစ်ပြီးတော့သေတော့အဲ့ဒီစိတ်မကောင်းတဲ့စိတ်နဲ့သေတော့သူကငရဲရောက်သွားတယ်သို့တော့ကြာရှည်အဲ့ဒီအကုသိုလ်ကံကအကျိုးမပေးနိုင်ဘူးသူလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကအားကောင်းတော့သူအနတ်ပြည်ရောက်သွားတပတ်ဖယ်ခံလိုက်ရတယ်ဒီလိုလည်းရှိတယ်နော်ဒီလိုလည်းရှိတယ်ဒါကြောင့်မို့လို့ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်အကျိုးပေးသွားတယ်တခုမှတ်ထားဖို့ရတော့ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်ကံကအကျိုးပေးမယ်အကုသိုလ်ကံအားကောင်းနေရင်အကုသိုလ်အကျိုးပေးမယ်ဒါကတခုအဲ့ဒီထဲမှာပဲကုသိုလ်ကံကအားမကောင်းမိမဲ့လို့အခွင့်အရေးရရင်သူကအရင်ကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရတယ်ဒါပေမဲ့အားကောင်းကြီးတော့မဟုတ်ဘူးအခွင့်အရေးရရင်သူကအကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရရင်ကုသိုလ်ကံအကျိုးပေးမယ်အကုသိုလ်ကံအခွင့်အရေးရရင်အကုသိုလ်အကျိုးပေးတယ်အခွင့်ရတဲ့ဟာကအကျိုးပေးသွားတယ်အားကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေချမ်းစွာရှိတယ်နော်အဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာမှတ်သားစရာလေလူတယောက်ဟာအဆိုးတွေကြီးပဲလုပ်တဲ့လူတယောက်ရှိတယ်အကောင်းမရှိတဲ့လူတယောက်ရှိလူတယောက်ကတော့ကောင်းတာတွေများများလုပ်တယ်ဒါပေမဲ့လို့ပုရုဇဉ်သဘာဝလျောက်မကောင်းတာလည်းလုပ်တယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာကောင်းတာမလုပ်ဘဲနဲ့မကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာအပြည့်အဝအကုသိုလ်ခံရတယ်အေးတခါတည်းမကောင်းတာလုပ်ပေမဲ့လို့ကောင်းတာတွေများများလုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့လုံးဝမခံရဘဲနဲ့အကုသိုလ်ရဲ့အကျိုးလုံးဝမခံရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပေးထားစားခွက်နဲ့ဥပမာပေးထားစီဝတိလုံးတော့စားခဲ့တဲ့ခဲကိုကော်ဖီပကံနဲ့ထက်ကော်ဖီပကံပြေးလာအောင်ရေးထက်အဲ့ဒီစားခဲ့ကော်ဖီပကံနဲ့ထည့်လိုက်ရေးဟာတောက်မဖြစ်တော့ငမ်းမယ်ဒီစားခဲ့စီဝတိလုံးတော့စားခဲ့ကော်ဖီပကံတော့တင်ရှိတဲ့ရေးဆိုရင်တောက်မဖြစ်အောင်ငမ်းမယ်အဲရေအိုးတိုးစားတဲ့မှာထည့်လိုက်မယ်ဆိုရင်အဲ့စားခဲ့ဘာမှမရှိတော့ဘာဖြစ်လို့ရေများသွားတာလေရေနေရင်ငမ်းမယ်ရေများရင်မငမ်းတော့စားပမှန်းတော့မသိလိုက်တော့အဲ့ဒါလိုပဲကုသိုလ်များနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်ကနည်းနည်းလေးပဲပျောက်သွားတယ်လို့သူတို့ဆိုလို့အကျိုးပေးဖို့မပေါ်လာနိုင်ဘူးတဲ့ကံတရားဆိုများသောအားဖြင့်လူတွေကကံနဲ့ပြောနေတာအတိတ်ကံကိုပြောနေကြတာကိုလုံးနေတာအကောင်းလားဆိုးလားဒါပဲသိဖို့လိုတယ်နော်ကံအကျိုးပေးပြီဆိုမှငါကံမကောင်းဘူးငါကံကောင်းတယ်နဲ့တွက်နေကြတာမှန်ကိုလုံးနေတဲ့အချိန်မှာကံကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဒါပဲတွက်ဖို့လိုတယ်ကံကောင်းခြင်းမကောင်းခြင်းဟာကိုလုံးတဲ့အလုပ်ပစ္စုပန်လုပ်နေတဲ့အလုပ်နဲ့ပို့ဆိုင်အတိတ်ကဟာကိုပြင်လို့မရဘူးအတိတ်ကဟာကိုဆွဲပြီးတော့လူတွေကlucky တို့ unlucky တို့လုပ်နေကြကိုလုပ်တဲ့အလုပ်ကိုပဲကိုယ်ကိုစစ်ဆေးတဲ့နဲ့ပေါ့နော်အခုလုပ်နေတာအကောင်းလားဆိုလားဒါပဲကြည့်ရမှာဖြစ်တယ်အဲဒါကြောင့်မို့မကောင်းမှုအကုသိုလ်ဆိုတာလည်းပဲပြစ်ဒဏ်ခတ်တတ်တယ်လောကကြီးမှာအချုပ်မှတ်လိုက်ရမယ်ဆိုရင်ဆိုးကျိုးမှန်သမျှသည်အကုသိုလ်ရဲ့အပြစ်အကုသိုလ်ရဲ့အကျိုးလူတွေခံရတဲ့ဆိုးကျိုးဒုက္ခမှန်သမျှသည်အကုသိုလ်ရဲ့အကျိုးနော်ချမ်းသာစရာစိတ်ချမ်းသာစရာဒုက္ခမှန်သမျှသည်ကုသိုလ်ရဲ့အကျိုးဒါကတော့နိယမသဘောတရားအရာကုသိုလ်ကဆိုးကျိုးပေးတာမရှိဘူးအကုသိုလ်ကလည်းကောင်းကျိုးပေးတာမရှိဘူးပေးရင်ဆိုးကျိုးပဲပေးမယ်ဒါတော့သိချပေါ့ပဲအဲ့ဒါလို့မှတ်သားထားပြီးတော့ကိုဘဝနေ့စဉ်ဘဝမှာကောင်းခြင်းဆိုးခြင်းကံကောင်းခြင်းကံဆိုးခြင်းကိုယ့်အကိုသိသိချာချာဆုံးဖြတ်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ဖို့ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့
ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအောင်ရှင်ဖေယဖရာတို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိသေးရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကောင်းသည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း